စစ်သားတွေလီအရက်သားတွေနေတဲ့ကျေးရွာလက်နဲ့ကြီးနဲ့ဖြစ်တယ်မင်းတို့စောက်မင်းတို့ရဲ့ရဲစွမ်းတတိယပါယောက်ျားဟုတ်ရဲ့ကိုပေါင်ကြောင်ကိုလက်နဲ့ရင်ယောက်ျားဟုတ်ရဲ့လားအဲ့ကြောင့်မဟုတ်လို့ကိုပေါင်ကြားတွေကိုလက်နဲ့ကြီးကြလားလက်နဲ့ကြီးကြလားမင်းတို့စစ်သားတွေတဲ့ဟဲ့လက်နဲ့ကြီးပြစ်တဲ့ကောင်ပြောလက်နဲ့ကြီးပြစ်တဲ့ကဲတက်ကကောင်လေးကဲမင်းတို့စဉ်းစားကြည့်မင်းတို့လက်နဲ့ကြီးတွေကမင်းမိသားစုအိမ်ပေါ်ကြောက်ကြမယ်ဆိုရင်မင်းဘယ်လိုလုပ်မလဲမင်းဘယ်လိုခံစားရမလဲလူလိုတွေးလူမင်းတို့ DS တွေက brain wash လှုပ်လိုက်တာတတိုင်းကောင်သိတယ်မင်းတို့ကလူမဟုတ်ဘူးစစ်သားအယုတ်တွေဆိုတာလူတိုင်းသိတယ်လူတိုင်းသိမင်းတို့မသိဘူးမဖြစ်နေမင်းတို့တနက်ကိုကြောက်လို့မပြောရတာမင်းတို့ stock ကိုကြည့်ရတယ်လူတွေကသရွေးနဲ့ထွေးနေနေတာအဲ့လိုဘဝကြီးမှာမင်းလူလာလို့ကတန်းလားနည်းနည်းစဉ်းစားကြငါတို့ပြစ်လိုက်တဲ့လက်နဲ့ကြီးတွေဟာဘယ်ကိုပြစ်နေတာလဲဟုတ်လားငါတို့ကိုပြန်ချသေးရတနက်မရှိတဲ့ရွာတွေကိုပြစ်နေတာမဟုတ်ဘူးလားခလေးတွေရှိတယ်ဆိုတာမင်းတို့မသိဘူးလားမင်းမသားသမီးမရှိဘူးလားမင်းတို့လက်နဲ့ကြီးပြစ်တဲ့ကောင်တွေမင်းတို့မသားသမီးမရှိဘူးလားသားသမီးမင်းတို့တွေကလေမှတ်တာအတ္တအမတန်ကြီးတဲ့လူစိတ်ပြောင်းနေတဲ့လူစိတ်ဝိညာဉ်ပြောင်းနေတဲ့လူမဟုတ်တဲ့ဒေါ်သိအေး DSA ကျောင်းစင်း brain wash လောက်ထန်ခံထားရတဲ့စစ်သားအယုတ်တွေဆိုတာတနိုင်ငံလုံးသိတယ်မင်းတို့မိန်းမတွေလည်းတနိုင်ငံလုံးကမုန်းတယ်ဟုတ်တယ်အဲ့ဒီအဖွေးစီကနိုင်ငံလုံးကလည်းအတော်မရှိသလိုဒါပေမဲ့ကောင်းဆောင်တော့ဖြောင်းတော့ကနောက်စင်လည်းဖြောင်းလေးလေအခုကကောင်းဆောင်ကြီးကနေပြီးတော့ဘလို့သွားနေတဲ့ဆိုတော့ကတနိုင်ငံလုံးသိတယ်တကဘာလုံးအားလည်းမြင်နေကြရပါတော့သူလည်းအဲ့တဲ့ပဲလိုက်မှာပေါ့ခွေးတုံးစားတယ်မင်းတို့လည်းတိတ်မကြတော့ပါဘူးနင်ကရှော့ဖန်နေပါရဲ့မင်းတို့အဖတော်ပါအခုပြေးဖို့အတွက်မြေတွေပါတယ်ဝေထားတော့ကြားလာပဲ